မောင်ဘွားကိုကိုယ်မျက်နှာရတဲ့မြင်မြတ်တဲ့တရားသူတစ်မျိုးသူဖြစ်လို့လေမြင်ချင်းတွေ့ချင်းကြည့်ချင်းပြီးမယ်အညာမရှိတဲ့ဆွေမျိုးညာတိမောင်မိပါတွေ့ပဲဒါကြောင့်လေလေးယူနောက်လို့ຫນွေဦးပေါင်းရင်ရောက်သွားကြမယ်တမာတွေပွင့်တဲ့အညာကိုဖြင့်ဆွေပြမျိုးပြမောင်တို့နှစ်ယောက်တည်းမိဘဝကိုခွေမျက်နှာရတဲ့ရင်နှစ်အသေးတရွာသူတစ်မျိုးသူဖြစ်လို့လေမြင်ရင်တွေ့ရင်ကြည့်ရင်မာတယ်အညာမရှိတဲ့ဆွေမျိုးများတိမောင်မိဘတွေပဲဒါကြောင့်လေလေးယူနောက်လို့ຫນွေဦးပေါင်းရင်အရောက်သွားကြမယ်တမာတွေပွင့်တဲ့အညာကိုဖြစ်ဆွေပြမျိုးရမိတို့နှစ်ယောက်တည်းချိုးပြုံးမျက်နှာရှင်ကြီးအမေချွေးမှတွေ့ကြပြီဆိုတော့လေအားလုံးကဝိုင်းလို့သာချစ်ကြမှမလွယ်တူတွဲမခွဲခြင်းပါတယ်မောင်အားကိုနဲ့လိုက်ခဲ့မယ်ထားဝလင်းမြဲနောက်တော့မှထားလို့သာမတော်နဲ့တယောက်တည်းယုံကြည်စမ်းမအိမ်သူအလိမ်မမောင်ကြည်ရာကြည်သာစိတ်ထဲမောင်လက်ကိုတွေ့မောင်နဲ့မခွဲစိတ်ချပါမြေမောင်နဲ့မခွဲဆွေပြမျိုးညမျက်နှာပန်းလာသွားကြမယ်မိတို့နှစ်ယောက်တည်းမောင်ဘွားကိုကိုယ်ညနှူးရတဲ့ရင်နှစ်သေးတရားသူတစ်မျိုးသူဖြစ်လို့လေမြင်ချင်းတွေ့ချင်းကြည့်ချင်းပြီးမယ်ညာမရှိတဲ့ဆွေမျိုးညာတိမောင်မိပါတွေ့ပဲဒါကြောင့်လေလေးယူနောက်လို့ຫນွေဦးပေါင်းရင်ရောက်သွားကြမယ်တမာတွေပွင့်တဲ့အညာကိုဖြင့်ဆွေပြမျိုးပြမောင်တို့နှစ်ယောက်တည်းမိဘဝကိုခွေမျက်နှာရတဲ့ရင်နှစ်သေးတရွာသူတစ်မျိုးသူဖြစ်လို့လေမြင်ရင်တွေ့ရင်ကြည့်ရင်မာတယ်အညာမရှိတဲ့ဆွေမျိုးများတိမောင်မိဘတွေပဲဒါကြောင့်လေလေးယူနောက်လို့ຫນွေဦးပေါင်းရင်အရောက်သွားကြမယ်တမာတွေပွင့်တဲ့အညာကိုဖြစ်ဆွေပြမျိုးရမိတို့နှစ်ယောက်တည်းချိုးပြုံးမျက်နှာရှင်ကြီးအမေချွေးမှတွေ့ကြပြီဆိုတော့လေအားလုံးကဝိုင်းလို့သာချစ်ကြမှမလွယ်အ
င်မြဲနောက်တော့မှလို့သာမတော်နဲ့တယောက်တည်း ယုံကြည်စမ်းပါအိမ်သူအလိမ်မမောင်းကျင်ရာကြည်သာစိတ်ထဲမောင်းလက်ကိုတွေ့မောင်းနေမခွဲ စိတ်ချပါမြေမောင်နဲ့မခွဲဆွေရမြူရမြင်နှံလာ